အားလုံးပဲမင်္ဂလာပါ Teach Evo Dash မှာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဗီဒီယိုမှာတော့ Photoshop သင်ခန်းစာအပိုင်း19အနေနဲ့ဒီ adjustment layer ထဲမှာရှိတဲ့lighting အကြောင်းပြပြပြီးတော့မှာဖြစ်တယ်ပေါ့နော် lighting အကြောင်းထဲမှာexposure အကြောင်းအရင်ဆုံးပြပြပြီးတော့မှာပဲဖြစ်ပါတယ်ဒီ lighting အကွက်ထဲမှာဆိုလို့ရှင်သူက exposure ပါမယ် curve ပါမယ် level ပါမယ် brightness and constraint ပါမယ်ပေါ့နော်ဒီနေ့မှာတော့ exposure အကြောင်းပြပြပြီးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးပုံကိုကြည့်လိုက်မယ်ဆိုလို့ရှင်သူကနည်းနည်းလေးမောင်နေရပေါ့နော်အဲ့တော့ကိုယ့်ဘက်ကနေအလင်းတင်ပေးဖို့နည်းနည်းလေးလိုတယ်အဲ့အတွက်ကြောင့်မလို့ဒီပုံကို exposure ကိုသုံးပြီးတော့အလင်းတင်ကြည့်မယ်ပေါ့နော်အဲ့တော့ exposure သုံးဖို့အတွက်ဆိုလို့ရှိရင်ဒီရဲ့ adjustment layer လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ပြီဆိုလို့ရှိရင် exposure ကိုသုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့ exposure ကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ဒီ layer panel ထဲမှာ exposure ဆိုပြီးတော့ကြာလာလိမ့်မယ်ပေါ့နော်အဲ့လိုကြာလာပြီးရင်ဒီနားလေးမှာသူကproperty ဆိုတဲ့ box လေးကြာလာလိမ့်မယ်အကယ်၍ဒီ property ဆိုတဲ့ box လေးကမကြာနေဘူးဆိုလို့ရှိရင်ဒီနားလေးမှာရှိတဲ့အပေါင်းနဲ့အနှုတ်ဟာလေးကိုတစ်ပတ် click နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ဒီမှာ property ဆိုပြီးတော့ကြာလာပြီလိမ့်မယ်ပေါ့နော်အဲ့တော့ဒီရဲ့ exposure ကကြတော့သူက highlight ရအတွက်ဖြစ်တယ်ပုံတပုံမှာဆိုလို့ရှင်သူက highlight ရယ် shadow ရယ် midtone ရယ်ဆိုပြီးတော့ရှိရပေါ့နော် highlight ကကြတော့ပုံကိုမှအလင်းတိုက်ရိုက်ထိနေတဲ့နေရာဖြစ်တယ် shadow ကကြတော့အရိပ်ရှိနေတဲ့နေရာပေါ့နော်အဲ့နှစ်ခုကြားတဲ့ဟာကိုကြတော့ midtone လို့ခေါ်တယ်အဲ့တော့ဒီရဲ့ exposure က highlight အတွက်ဖြစ်တယ် offset ကကြတော့ shadow အတွက်ဖြစ်တယ်ဒီနာက gamma collection ကကြတော့သူက midtone အတွက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပုံမှာဆိုလို့ရှင်သူကအရင်မောင်နေတယ်လို့ခံစားရတယ်အရင်တော့မဟုတ်နည်းနည်းမောင်နေရလို့ခံစားရတဲ့အတွက်ကြောင့်မလို့ exposure လေးကိုနည်းနည်းလေးတင်ကြည့်မယ်ပေါ့နော်အဲ့တော့ exposure ကိုတင်ရှင်နေဆိုလို့ရှင်ဒီနားလေးကနေပြီးတော့အရှိကိုဆွဲသွားလိုက်ပါဒါဆိုလို့ရှင်သူကလင်းလာလိမ့်မယ်ပေါ့နော်မောင်ရှင်နေဆိုလို့ရှင်တော့ဒီအနောက်ကိုဆွဲသွားလို့ရတယ်အဲ့ဆိုသူက highlight ကမောင်သွားလိမ့်မယ်ပေါ့နော် offset ဆိုရင်သူက shadow ဖြစ်တဲ့အတွက်ကြောင့်မလို့shadow တွေကပို့ပြီးတော့မောင်လာမယ်ပို့ပြီးတော့လင်းလာမယ်ပြီးတော့ပြီဆိုလို့ရှင် gamma collection ကကြတော့သူက mid tone ဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှင်ပို့ပြီးတော့မောင်းလာမယ်ဒါဆိုလို့ရှင်လင်းလာမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာလာပြီးတော့ exposure လေးနည်းနည်းကစားကြည့်မယ်ပေါ့နော်ဒီပုံမှာဆိုလို့ရှင်အလင်းနည်းနည်းလို့နေတဲ့ကြောင့်ဟို exposure လေးကိုနည်းနည်းလေးလာတင်ကြည့်မယ်ဒီလောက်ဆိုလို့ရှင်အဆင်ပြေသွားပြီပေါ့နော်အဲ့တော့offset shadow ကတော့မလိုတော့ဘူးရဲ့အတွက်ကြောင့်မလို့ဒီနားက mid tone လေးကိုနည်းနည်းလေးလာပြီးတော့ကစားကြည့်မယ်ပေါ့နော်အရှိတူလာသူကမောင်သွားဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်ပြီးတော့ဟိုမဖြစ်ဘူးအနောက်တူလာမယ်သူကိုနည်းနည်းလေးနှင်းလေးထားမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောက်ထားလိုက်မယ်ပေါ့နော်အကယ်၍ကိုကဒီလိုမျိုးလင်းနေရမကြိုက်ဘူးဒီလိုနည်းနည်းလေးအဲ့လိုဖြစ်တာကြိုက်ရင်တော့သူကို gamma correction လေးကိုအရှိလို့တိုးသွားလို့ရတယ်နည်းနည်းလင်းနေတဲ့ပုံစံလေးကိုကြိုက်တဲ့လူတွေအတွက်တော့ဒီလိုမျိုးလာပြီးတော့အနောက်ကိုရှိသွားလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့exposure ကိုသုံးလို့ပြီးတော့ပဲဖြစ်ပါတယ်အဲ့တော့ before နဲ့ after ပုံလေးကိုလာပြီးတော့ရှင်းကြည့်မယ်ရှင်းနေဆိုလို့ရှိရင်ဒီနားလေးမှာမျက်လုံးပုံစံလေးရှိရပေါ့နော်တူပိတ်ပြီးတော့ပြန်ဖွင့်လိုက်ပါပိတ်လိုက်မယ်ဆိုလို့ရှိရင်မထည့်ထားတဲ့တုန်းကပုံစံလေးပေါ်လာမယ်ဖွင့်လိုက်မယ်ဆိုလို့ရှိရင်သူ့ကိုသုံးထားတဲ့အရှင်တွေကပုံစံလေးပေါ်လာလိမ့်မယ်ပေါ့နော်အဲ့တော့အရင်ပထမဖွင့်ရှင်ပုံ before ပုံကြည့်ရှင်တာအတွက်ကြောင့်မလို့သူပိတ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒါကexposure မပြင်ရတဲ့ပုံပေါ့နော်ဆိုလို့ရှိရင် exposure ပြင်ထားတဲ့ပုံလေးကိုပြန်ဖွင့်ကြည့်မယ်ဒါဆိုလို့ရှိရင် exposure ပြင်ပြီးတဲ့ပုံပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်